Hello အားလုံးပဲမင်္ဂလာပါ Good evening ပါပေးအင်္ဂလိပ်စာသင်တဲ့ဆောင်ကနေပြီးတော့ပြန်လဲကြိုဆိုပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးမှာကကြတော့ဘာချောင်းလေးပြောင်းပါလဲဆိုတော့ရှင်ပေါ့နော်ဒီ funny ကွဲပြီးတော့ internet ပေါ်မှာပွဲတွေဖြစ်တဲ့အခါမှာဒါမှမဟုတ်ရှင် clash တွေဖြစ်တဲ့အခါမှာเนาะဒီ celebrities တွေကြားထဲမှာပဲဖြစ်ဖြစ် influencer တွေကြားထဲမှာပဲဖြစ်ဖြစ်ဒီပွဲတွေဖြစ်တဲ့အခါမှာဒါမှမဟုတ်ရှင်ကိစ္စတစ်ခုခုပေါ့เนาะဥပဒေနဲ့ဆိုင်တဲ့အကြောင်းအရာပဲဖြစ်ဖြစ်ဒီလိုမျိုးသူ့ဘက်ကိုယ်ဘက်နှစ်ဖက်ကွဲလာတဲ့အခါမှာ funny အနေနဲ့เนาะဒီဘက်ရွေးချတဲ့ဟာကိုအင်္ဂလိပ်စာ expression လေးလေ့လာကြည့်မှာပေါ့နော်ဆိုတော့ဒီဟာလေးကတော့ဒီ poster လေးကတော့ကျွန်မလုပ်ထားတာမဟုတ်ပါဘူးဒါ AI ကနေထုတ်ထားတာပါနော်AI free ရတဲ့ AI version နဲ့ကျွန်မထုတ်ထားတာပါเนาะအဲ့တော့ခါကြလို့ရှိရင်ဒီလိုမျိုး expression တွေကိုစုပေးတဲ့အခါမှာ AI သုံးဝင်တယ်ပေါ့နော် AI ထုတ်ပေးတဲ့ poster လေးကိုခုဒီမှာဒီနေ့ဒီ sentence တစ်ချောင်းချင်းစီနဲ့ expression တစ်ခုချင်းစီကိုဒီဗီဒီယိုလေးမှာအသေးစိတ်လေးရှင်းပြတော့မှာဖြစ်ပါတယ်เนาะအဲ့တော့ expressions about funds taking sides ပေါ့เนาะဆိုတော့ take sides ဆိုတဲ့ expression လေးเนาะဒီမှာပါတဲ့ဟာလေးဒီပါလေးပါမလဲဆိုလို့ရှိရင်wait ဒီ phrase လေးပါမယ်ပေါ့နော်စကားလုံးတွေစုထားတဲ့ phrase လေးပါမယ် idioms လေးပါမယ်ပေါ့နော် idioms လေးပါမယ်เนาะတချို့ဟာလေးပါမယ်အဲ့တော့အလုံးသောအကြောင်းအရာတွေကဘာဆိုလို့ကျန်တာလဲဆိုလို့ရှိရင် it's just fun taking sides ပဲเนาะဒီပရိသတ်တွေကဘယ်နှပတ်ကွဲသွားတယ်ပတ်ကွဲသွားတယ်ပြတ်ပါတယ်ပေါ့နော်ဆိုတော့ပထမဆုံးဟာပါလဲဆိုလို့ရှိရင် take sides မှာ as ပါတယ်တော့နှစ်ဖက်ပေါ့နော် so funds quickly take sides in the dispute ဆိုတာအဲ့လိုအငင်းခုန်ဖြစ်ကြတယ်အငင်းခုန်ဖြစ်ကြတယ်ဒီเนาะအငင်းပွားကြတဲ့ဟာပေါ့နော်ဒီဟာတွေကိုဒီဥပဒေပိုင်းမှာလည်းသုံးကြတယ်အဲ dispute ဆိုတဲ့စကားလုံးပေါ့နော်ဆိုတော့ဒီနေရာမှာတော့ fans ဆိုတာဒီ influencer တွေနဲ့ပတ်သက်ပြီးအခါကျလို့ရှင် celebrities နဲ့ပတ်သက်ပြီးတော့သုံးထားတာဖြစ်ပါတယ်ဆိုတော့ဖြစ်သွားတဲ့အခါမှာ fans quickly take sides เนาะဘက်ကွဲကုန်ကြတယ်သူကတော့ဒီဘက်ရမှာငါကတော့ဒီဘက်ရမှာငါကတော့ဘသူဘက်ကပဲငါကတော့ဘသူနဲ့တော့ရက်တည်ရဲဆိုတဲ့ဟာမျိုးပေါ့နော်ဆိုတော့အဲ့ဒါကို took sides ဒါမှမဟုတ်ရှင် take sides လို့ပြောလို့ရတယ်ပေါ့နော်နောက်တစ်ခါတော့ pick a side everyone was pressured to pick a side เนาะအဲ့လိုဖြစ်သွားတဲ့အခါမှာeveryone လူတိုင်း was pressure เนาะသူတို့မှာ PR တန်ခံရတယ်ငါတို့တော့ဖက်ကိုရွေးရတော့မယ် hey ဆိုတဲ့ဟာမျိုးပေါ့နော်ငါကတော့ဘသူဖက်မှာပဲရွေးရတော့မယ်ဆိုတော့ဒီ pressure ကိုခံစားရတယ်เนาะဘယ်ဘက်မှလိုက်မနေဘူးဆိုလို့ရှိရင်ခြံစည်းကိုခွာထိုင်တာလားဆိုတဲ့အခြေအနေမျိုးတက်ရောက်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ everyone was pressured to pick a side เนาะနောက်တစ်ခုကတော့ be divided เนาะ divided ဆိုတော့အရင်တော့လည်းအဲ့လိုတချို့ phrases တွေကြားဖို့မှာတော့ divide and rule เนาะ divide and rule ဆိုတာအဲ့လိုမြန်မာနိုင်ငံကိုဒီ British တွေကရောက်လာတဲ့အခါမှာ divide and rule เนาะတောင်နှမ်းဒေသနဲ့ပြည်မနဲ့ခွဲခြားပြီးတဲ့အခါကျလို့ရှင်သွေးခွဲတယ်เนาะ divide and rule ခွဲခြားလိုက်တယ်သွေးခွဲလိုက်တဲ့အခါမှာအုပ်ချုပ်ရတာပိုလွယ်တယ်ဆိုတော့ divide and rule ဆိုတာဟာမျိုးတွေလည်းကျွန်တော်တို့ရှိတယ်เนาะအဲ့တော့ဒီဟာလည်းဒီ divide ပါပဲเนาะthe fandom become deeply divided เนาะအဲ့တော့ကွဲသွားပြီ deeply တော်တော်လေးကိုနဲ့ဆိုင်လေးကို divided ကွဲသွားပြီဆိုတဲ့ဟာမျိုးပေါ့နော်နောက်တစ်ခုကကျတော့ split the fan base เนาะ split ဆိုတာလည်းနှစ်ချမ်းကွဲသွားတဲ့ဟာမျိုးပေါ့နော် split ဆိုတာကွဲသွားတယ် divided ကကျတော့တယောက်ကသူ့ကိုဒီမှာလဲတွေ့မှာပေါ့เนาะpassive ပုံစံနဲ့သုံးထားတာတွေ့လိုက်မယ်เนาะ be divided ဆိုတော့တယောက်ကအဲ့လိုခွဲလိုက်လို့ကွဲသွားတာเนาะ split ကလည်းကွဲသွားတာပဲเนาะဒါပေမဲ့split ကတော့သူကိုယ်တိုင် active ပုံစံမျိုးနဲ့ဒီမှာသုံးထားတာတွေ့ပါလိမ့်မယ်เนาะ the controversy split the fan base in two the controversy ဆိုတာတိမ်မွေးတဲ့အကြောင်းအရာမျိုးပေါ့နော်ဒါပေမဲ့သူ့ကိုလည်းညင်စရာဖြစ်တယ်အဲ့လိုဟာမျိုးက controversy ဆိုတာเนาะဒီလိုဘယ်လိုမျိုးအကြောင်းအရာမျိုးလဲဆိုတော့ဒီလိုအကြောင်းအရာတိမ်မွေးတယ်ရုပ်တရက်ကြည့်အားဖြင့်အဖြူမဲကဝဲပဲမသိဘူးပေါ့နော်သူ့ဘက်ကကြည့်လိုက်တော့လဲမှန်တယ်ငါဘက်ကကြည့်လိုက်တော့လဲလက်ဖဝါသူ့ဘက်ကကြည့်လိုက်တော့လဲလက်ဖမိုးဆိုတဲ့ဟာမျိုးအကြောင်းအရာမျိုးကျွန်တော်တို့ controversy เนาะဒီလိုအကြောင်းအရာတစ်ခုခုကိုခက်မြန်ဆွေးနွေးပြီးတော့အဖြူမဲတဲကွက်အဖြေမထွက်ဘူးเนาะသူ့ဘက်ကကြည့်တော့လဲမှန်တယ်လို့ငါဘက်ကကြည့်တော့လဲ
နီလန်ကြနေပြန်ရောအဲ့လိုမျိုးဟာမျိုးကျမတို့ controversy လို့ပြောကြတာများတယ်เนาะဒီကြောင်းအဖြစ် controversial ဖြစ်တယ်ဆိုလို့ရှိရင်เนาะဆွေးနွေးရမယ်ညှင်းခုံရမယ်အဲ့ဒါပြီးတော့မှเนาะလူတွေအများကြီးပြီးတော့ဆွေးနွေးကြပြီးတော့မှအဖြေတစ်ခုထွက်မယ်အဖြူမဲ့တဲ့ဘဝအမှားအမှန်ဒီလိုမျိုးဒီအဖြူမဲတဲကွဲခြင်းမရှိတဲ့ဟာမျိုးဒီလိုမျိုးအကြောင်းအရာမျိုးကျမတို့ controversy လို့ခေါ်တယ်နော်ဆိုတော့ဒီလိုမျိုးညှင်းခုန်နိုင်ဖွဲ့ရအကြောင်းအရာက split the fan base in two เนาะနှစ်ခုကွဲသွားစေတယ်အဲ့ဒါမျိုးတွေပေါ့နော်နောက်တစ်ခုကကျတော့ EDMs လေ now draw a line in the sand many supporters drew a line in the sand and refused to compromise เนาะ many supporter အားပေးရလူတွေ fan နဲ့တူတူပဲเนาะအဲ့တော့ fan ကိုပဲဒီမှာအမျိုးမျိုးတုံးထားရှိရဲ break that fans เนาะ fandom เนาะ fan base မတူအောင်မျိုးတုံးသွားအခုကြတော့လေ supporters ပေါ့เนาะ the many supporters drew a line in the sand ဒီဟာလေးကidiom ပို့ idiom လို့ဟာမျိုးပေါ့နော်ဆိုတော့ drew a line in the sand ဆိုတာဒီသူတို့ရဲ့တမိုင်းအကြောင်းရတော့တဲပြင်ပေါ်မှာ line ဆွဲလိုက်တာတဲပြင်ပေါ်မှာ line ကရိုးရိုးဆွဲတာမဟုတ်ဓာတ်နဲ့ဆွဲတာအဲ့တော့အရင်တော့ဒီသူတို့အဲ့ဒီ story အရာပေါ့နော်တဲပြင်ပေါ်မှာဓာတ်နဲ့ line ဆွဲဒီ line ကိုဖြတ်လာတဲ့မှန်သမျှငါနဲ့ချမယ်ပေါ့နော်ငါနဲ့အသေးသက်မယ်ဆိုတော့ဒီ origin တစ်ခုကလာတာပေါ့နော်အဲ့တော့ drew a line in a sense ဆိုတော့ရိုးရိုးလက်ညှိုးနဲ့ဆွဲတာမဟုတ်ဘဲနဲ့ဓာတ်နဲ့ဆွဲတာအဲ့ line ကိုဒီဟာကိုကြော်လာလို့မရအောင်ဒီ line ကို cross လုပ်လို့မရ cross လုပ်လို့ရှိလို့ရှင်တော့ငါနဲ့ကအပြတ်ပဲဆိုတဲ့ဟာမျိုးပေါ့နော်အဲ့လိုဟာမျိုးပေါ့ဒါကိုဆွေးနွေးစရာလည်းမရှိဘူးเนาะဒီအကြောင်းအရာနဲ့ပတ်သက်ပြီးငါနဲ့လာမဆွေးနွေးနဲ့เนาะငါမှအဲ့လိုအပေးယူလုပ်စရာမရှိဘူးဆွေးနွေးစရာမရှိဘူးเนาะ refuse to compromise ဆိုတာဒီမှာအပေးယူလုပ်ဖို့ပေါ့เนาะသူဘက်ကိုဘက်ကြင်အေးဖို့အပေးယူလုပ်ဖို့ညင်းဆန်တာအဲ့တော့ဒီဘက်နဲ့ရပြီငါတို့ကတော့လုံးဝပဲ sorry ပဲဆိုတဲ့ဟာမျိုးဒီ line ကိုတော့ကြောင်မလားနဲ့တခါပြီးငါတို့ကတော့အပြတ်ပဲဆိုတဲ့ဟာမျိုးเนาะဘူးဆိုရင်ဖေအောင်မသိဘူးဆိုတဲ့ဟာမျိုးတွေပေါ့เนาะဆိုတော့ဒီ many supporters drew a line in the sand and refused to compromise เนาะဒီဟာကိုအလုပ်တွေထဲမှာလည်းသုံးလို့ရတယ်ဒီလိုမျိုး personal အကြောင်းအရာတွေမှာလည်းသုံးလို့ရတယ်เนาะဒီဟာတော့ဒီငါပစ္စည်းကိုလာမထိနဲ့เนาะဒီငါဟာတော့နောက်တစ်ခါငါမငားနိုင်ဘူးဆိုတဲ့အကြောင်းကသူ့အပြက်ပြောလိုက်ပြီးဆိုတော့အဲ့လိုမျိုးအသုံးမျိုးမှာဒီ drew a line in the sand เนาะအဲ့ဒါကိုသုံးလို့ရတယ်เนาะဆိုတော့ဒါလေးက EDMs ကနေပြီးလာတာပေါ့เนาะဆိုတော့ဒီနောက်တစ်ခုကကျတော့ပါလဲ turn it into an us versus them situation အရင်ကောင်းတယ်เนาะအဲ့ဟာလေးက the argument became an us versus them situation เนาะဆိုတော့ versus ဆိုတာဒီဘောလုံးပွဲတွေမှာဒါမှမဟုတ်လို့ရှိရင်တရက်ခွင်မှာเนาะဒီတရက်လုံးနဲ့တရက်ခန်းကြားထဲမှာเนาะအများသောအဖြစ်တိုးကောက်ရေးကြတယ် VS ဆိုပြီးတော့ဘောလုံးပွဲတွေမှာဆိုလို့ရှိရင် France VS Brazil ဒါမျိုးတွေပြောကြတယ်เนาะအသင်းနှစ်ခုကြားထဲမှာ against ပြိုင်မှာဆိုလို့ရှိရင်ပြင်သစ်အသင်းနဲ့ဒီနေ့ကပြင်သစ်အသင်းနဲ့ Brazil အသင်းနဲ့ပြိုင်မှာဆိုလို့ရှိရင် VS ဆိုပြီးတော့တိုးကောက်ရေးကြတယ်အဲ့ဒါပါလဲဆိုလို့ရှိရင် versus နော် the argument ဒီညင်းခုံကအငင်းခုံဖြစ်ခြင်းက became ဖြစ်လာခဲ့တဲ့ us versus them situation နော်အဲ့တော့အပေါ်ဟာတွေနဲ့တော့သဘောတရားချင်းတူတူပဲနော်သူတို့နဲ့ငါတို့နဲ့ဘာမတူနော်သူတို့ဘက်ငါတို့ဘက်ဆိုရယ်ဘက်နှစ်ဘက်ကိုခွဲခြားသွားစေတယ်ဆိုတဲ့အကြောင်းအရာမျိုးပေါ့နော်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်အင်္ဂလိပ်စာကိုအင်္ဂလိပ်စာရှုထောင့်ကနေပြီးတော့ကြည့်ပြီးတဲ့အခါကျလို့ရှိရင်ဒါလည်းဒီလို situation မျိုးဆိုလို့ရှိရင်ကောင်းကောင်း expression လေးတွေသုံးပြီးတော့ဘယ်လိုအတိတ်ပဲထိထိမိမိပြောင်းလို့ရမလဲဆိုတဲ့ဟာလေးတွေးမိပါတော့ AI ကိုမေးပြီးတဲ့အခါကျလို့ရှိလို့ရှိရင်ဒါလေးကိုဗီဒီယိုလေးလုပ်လိုက်တာဖြစ်ပါတယ်เนาะအားလုံးပဲကြိုးရှိမှလို့မျှော်လင့်ပါတယ် see you in the next video bye bye